မိုင်းလာဒီနဲ့လေးလာပေးပါလားဒါဒီမှာလက်ဆောင်ပေးခြင်းလို့လန့်သွားလားလာမလန့်ပါနဲ့လားချပါအောင်အောက်ချလို့ရလားအောက်ချပါနဲ့ဘယ်လိုရောင်းလဲအကျော်ကဒါတခုတစ်ထောင်ပါဟုတ်ကျတော့900ပါကို900ဒီမဲ့လက်ဆောင်ပေးခြင်းလို့အကျော်ကဒါကျွန်တော်ဟိုလာ1000ဖုတ်လောက်ရောင်းပါအောင်ကျေးဇူးတင်ပါတယ်ဟုတ်မိုင်းရကြောက်နေလို့မိုင်းပေးနာကိုမကဲ့ရဟုတ်ကဲ့ပါဒီကိုကြည့်ပြီးအားကြပါဟင်ဒီကိုကြည့်ပြီးအားကြပါဘာလို့အားကြလဲရော့တမျိုးပါဆင်းရဲတယ်အေးဘောမယူချကြီးရမယူချာအမေကြီးကဘယ်လောက်ရှိသွားလဲတက်ကအေးက60နဲ့အားနဲ့တမျိုးကဒီခန်းထဲမှာဒီခန်းမှာနေဟုတ်တမျိုးမအေးလို့တမျိုးချကြီးရကဲအကျော်လေးကိုကျွန်တော်ပြီးမှယူမယ်လက်ဆောင်ရင်ပေးခြင်းနဲ့နော်လက်ဆောင်လေးရင်ပေးခြင်းနဲ့မကြောက်နဲ့နော်လူကောင်းနော်ဟုတ်မကြောက်ပါနဲ့နော်ကဲဒီမဲ့လက်ဆောင်ကကြိုက်တဲ့ဒီမှာ3ဖာတွေကကြိုက်တဲ့ဖာရွေးဗျရွေးကြိုက်တယ်ကြိုက်တာယူလို့ရတယ်ယူချင်လားကဲအဲ့ဒါဆိုရင်လားအဲ့ဆိုရင်ဒီမှာကြည့်ကဲအဲ့ဖာလေးကိုသမီးလာဟိုဟာတေချာတိုင်းမကြောက်နဲ့တက်ဘယ်လောက်ရှိသွားပြီလဲ32နှစ်ဟော32နှစ်မာကြီးဟုတ်ဖွင့်ကြည့်ပါအောင်ဖာလေးကိုမေကိုလှုပ်ကြွေးနေရပါတော့ဟုတ်ကဲ့လက်တီတောင်တုံးပါဘာလေးလဲထုတ်ကြည့်အောင်ဖေးစားကြိုင်ပေးထားမယ်ဘာလဲဒါပါတော့စားတတိတိဒါပါကြီးစောင်းဟုတ်တယ်နိုင်ငံကျော်ဒီဇိုင်နာမျိုးမင်းစိုးစီဝယ်ထားစောင်းမျိုးကြည့်စောင်းလေးရင်ကန်ကြည့်ပါအောင်စောင်းလေးရင်မင်းနဲ့တမ်းမီ2ယောက်ရှိရလားသားမီ3ယောက်တယောက်ကရောတယောက်ကသမီးလေးငယ်လေးရှိငယ်လေးရှိတယ်ကြိုက်လားထုတ်ကြည့်လို့ရလားကဲဒါနိုင်ငံကျော်ဒီဇိုင်နာမျိုးမင်းစိုးစီဝယ်ထားကဲအဲ့မှာကြိုက်လားဟုတ်တယ်ကဲအဲ့ဆောင်လေးကိုဒီထဲမှာပြန်ထည့်ထားလိုက်ပါအောင်ဒီမှာကြံသေးတယ်ဒီမှာကြည့်ထဲမှာဘာလေးလဲကြံသေးရရောအဲ့ဒါလေးယူလိုက်ပါအောင်အဲ့ဒါယူလိုက် size ကြီးကိုယူလိုက် size ကြီးကိုယူလိုက်ဟုတ်ပြီကဲ size ဖတ်ကြည့်ပါအောင်ဖွင့်ကြည့်ပါအောင် size ကိုဖွင့်ကြည့်ပါအောင်ထုတ်ကြည့်အောင်ထုတ်ထုတ်ရောင်းနေတယ်ဘာမှမမြင်ဘူးကဲရီးကြည့်ပါအောင်ဘယ်လောက်ပါလဲဆိုပြီးကဲကြည့်ဘယ်လောက်ရှိသွားပြီလဲသမီးကစမ်းတော့ပတ်စံရင်တော့ရီးထဲမှာပါရီးပါကိုပီတိဖြစ်အောင်လေ4,000 5,000 6,000 9,000 10,000 9,000 1,000,000အေးကဲလူပါနေကြကဲကြာကုန်ပြီဒါအပိုင်ပေးရနော်အပိုင်ပေးရအလကားပေးရမဟုတ်ဘူးရော့1000တန်လေးရေးကြည့်ပါအောင်1000တန်လေး1,000,000လားဟုတ်လား1,000,000ဟုတ်တယ်ရော့1,000,0002,000,000ခွဲ2,000,000ခွဲရောပါပဲခင်ဗျာပြောလားပြောပါသမီးအားတော့ကိုကြီးမယ်ကိုကြီးလို့အိမ်သားတော့သမီးဆိုတော့ပေးလို့ရပါတယ်ဟုတ်ပါ2,000,000ခွဲအေးကိုလုပ်ကြရတယ်ကျေးဇူးတင်တာဟုတ်တယ်အမေကိုလုပ်ကြည့်လို့သမီးတို့ကပေါင်းနေတယ်မေးပြီးတော့ဟုတ်လားသမီးကိုကြားနေရမေးပြီးတော့သမီးတတ်ကြည့်အဲ့လိုမျိုးမဖြစ်ဘူးပါဟုတ်လားကြောက်ဒါလေးကိုတခြားလေးသိမ်းထားသမီးလေးကိုလည်းမုံဝယ်ကျွေးလို့ရပါတယ်ပေါ့အမမွေးနေ့ရှင်ကဒါလှူခိုင်းတာမွေးနေ့ရှင်ဒေါက်ခင်ဆန်းဦးတဲ့ကျန်ပါပါဒီရဲ့နဲ့တော့နဲ့အောင်မြင်ပါဒီရဲ့နဲ့တိုးတက်ပါပြီးတော့တစ်သေးလေးတို့ကိုတော့သိနေပါပြီးတော့မွေးနေ့ရှင်ဒေါက်ခင်ဆန်းဦးလည်းကျမ်းပါပါစေကျန်ပါပါဒီတစ်သေးလေးရဲ့ဟုတ်ကဲဆောင်လေးတခြားလေးခောက်ထည့်ပေးမယ်တခြားလေးဆောင်လေးကိုလည်းတခြားချုံတော့ဒီမှာကြက်ရလားဆောင်ဒါဆောင်တော့သားလှူတာ
ဒါနိုင်ငံကျော်စိတ်နာမျိုးမျိုးဆိုကြတယ်အထူးထုတ်ဝယ်ထားတာ ဟုတ်ကဲ့ ဟုတ်ကဲရောယူသွားလိုက်တော့ တချီလေးကျမ်းပါပါစီချမ်းသာပါစီဒီရနေတိုးလိုက်ပါစီ ကဲရတယ်ပဲဆန်ဘာလို့မှာ သမီးရလေဒီကဘာလုံးမလဲဆိုရင်အမေအတွက်ညလုံးမမြောင်အမေအတွက်လုပ်ပေးမယ်သမီးလေးဟိုတာလေးလုပ်ပေးမယ်အမေအတွက်ကျမ်းပါပြီးကျမ်းပါလုပ်ပေးမယ်သမီးအဲ့လိုမျိုးလုပ်ပေးပါသမီးအဲ့ဒါသိရပါလေအဲ့ဒီ ဟုတ်ကဲ့ဖနက်ကိုမပါဘူးနော်ဖနက်ကိုမပါဘူး ပါပါအမေအေးလို့ချာကြည့်ရပါငိုးရမကြောက်ကြတာပါတတိယအဲ့ဒါကြောင့်မအေးရဲ့ကျေးဇူးကိုခံစားရပါလေ မအေးပြုစုတဲ့ဂျေဇူးတွေပေါ့နော် အမေရနေမိုးရမကြောက်လို့ဒီကပါဝင်နေရပါလေတတိယရဲ့ကျမပါတတိယကျမပါကျမပါ ရဒါလေးကဖနက်ဝယ်စီးလိုက်နော် ရပါပြီ ရဖနက်လေးတေချာဝယ်စီးလိုက်နော်မိုးတွင်းစူးရစူးနေကဲရောအကျော်မယူတော့ဘူးတခြားသူရောင်းလိုက်တော့ရောဒါအကျော်ဘူးနော်ရတယ်မယူတော့ဘူးတခြားမှာရောင်းလိုက်နော် ကျမပါချမ်းသာပါတတိယ ကဲလက်တီတော်တော့လမ်းလျှောက်နိုင်ရဲ့လား ကြောချေပါပြီအသေးလေးကိုကျမ်းပါပါစေ ဟုတ်ကဲ့ဟုတ်ကဲ့ အမေတို့ဒီနားလေးမှာနေရပါလေ အေးဖျားနေစနင်းနေကိုင်းမိကိုင်းမိ အမေရတဲ့ဒီနားလေးပါပါတတိလေးကျမ်းပါပါစေတတိလေးကိုရောက်ချေပါပြီဘုန်းကြီးရှင်နဲ့ချေပေးပါပြီ မွေးနေ့ရှင်ဒေါခင်ဆန်းဦးလို့ပြောလိုက်ပါဦး ဟာ မွေးနေ့ရှင်ဒေါခင်ဆန်းဦးကျမ်းပါပါစေလို့ အားလည်းမွေးနေ့ရှင်တော့ ဒေါခင်ဆန်းဦး တော့ချစ်တောင်းကျမ်းပါပါစေချမ်းသာပါစေအသီးလူလည်းကျမ်းပါပါစေချမ်းသာပါစေဒီရနေသူလာပါစေတမီးချင်းတမပြေဘူးပါဘူး အေးဟုတ်ပါ ဒီလိုလုပ်ကြည့်နေတော့သမီး ကဲဖြည်းကြော်ပိုင်းမှောက်ကျသွားနိုင်မယ်နော်ရန်တုံနေစစ်လိုက်ချင်တယ် ဒီလို